မင်္ဂလာပါမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ချူစောပိတ်ရမှာပေါ့နော်စောလာစန်တောင်တွတ်တက်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တို့စောချိုကန်းချင်းမှာအိတ်မယ်မနေ့ဖြန်မနေ့ကျရင်ကျွန်တော်တို့တက်မှာပေါ့နော်အခုကျွန်တော်တို့စထွက်တာပေါ့ကျွန်တော်ဖြောင်းထက်နေစပြီးထွက်နေပြီချီတက်နေ၄ယောက်ဘော်ရာ၄ယောက်ကျွန်တော်တို့စောလာစန်ကျွန်တော်တို့ညဘက်အိတ်တဲ့ကန်းကြီးရဲ့အလားလေးရဲ့စောလာစန်တောင်ရဲ့ရှုကင်လေးရဲ့ကျွန်တော်ရိုက်ပြမှာပါရှိုးလိုက်အရှိပြလိုက်ပါဒါကြီးတစ်ချက်တော့အဲ့တော့ကျွန်တော်တို့အခုစထွက်နေတာပါနော်စတင်ထွက်ခွာပြီးတော့ let's go ရောက်တောင်နဲ့တူးနေတာတာမင်းနေရဒီပဲအဲ့ခဏရောက်တာမင်းနေကြားတယ်စားတယ်လေကြားတယ်ဆိုအခုဆိုတော့ကျွန်တော်တို့စပြီးတော့ထွက်ခွာနေတာပေါ့နော်ကိုကျွန်တော်တို့ကအဲ့ဒီကမ်းခြေရောက်ဖို့ဘယ်နှစ်နာရီလောက်မောင်းမှာကို4နာရီလောက်မောင်းအခုဆိုတော့စားဖို့တောက်ဖို့နေရာကိုကျွန်တော်တို့ရောက်ရှိလာပြီပေါ့နော်ရန်ကုန်ဒီပြည်တော်105မှာရောက်ကားတွေတအားများနေတယ်ကားတွေပိတ်နေအဲ့လိုင်ကောင်းထဲမှာအတန်လေးရှိတယ်တချို့ဟာဆိုပီယန်နိုတန်လေးတွေတီး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 ဆိုတော့အဲ့ဒါဘာကြောက်တက်တာပဲအိမ်ငိုင်းမှာကြောက်လို့လားလမ်းတွေမှာလမ်းခလေကောင်တွေမှာအဲ့ဒီအတန်ထွက်တဲ့ဘားတုံးလေးတွေခေတာအဲ့ဘားလေးတွေနေသွားရင်ကားကြီးတာယာနေအတန်ထွက်တယ်ဒါဒီလမ်းတွေကတောင်တွေပေါက်ပြီးတော့တောင်အောက်ကလည်းဖြတ်တောင်အောက်ကနေပေါက်လာတဲ့တိုင်ကောင်းလမ်းတွေပေါ့နော်ကျွန်တော်တို့ဒီကိုရီးယားဆောက်လုပ်ရေးသမားတွေဆောက်လုပ်ရေးနဲ့လာတဲ့လူတွေဆိုဒီလိုမျိုးလိုင်ကောင်းဖောက်တဲ့နေရာတွေမှာလောက်ရတဲ့လူတွေအများကြီးရှိတယ်ဟိုမှာ Facebook မှာခေတ်စားသွားတဲ့တလောက်သိန်းနဲ့300ရရဆိုတော့ဘေးကြီးတင်တာလိုင်ကောင်းဖောက်တဲ့ကောင်တွေတက်ကလည်းဘလောက်ပါလဲသူတို့ပေါ့လေကျွန်တော်သွားနေကိုမောင်ရော对了လိုင်ကောင်းတကူကြားရဲဆိုတော့ကြားတယ်နော်ရှည်နော်ရှည်ကြီးပဲနဲတာမှမဟုတ်လားမိုင်းရှည်ပါဒါသူတို့တွေကကိုရီကြိုက်ပဲတော့ဝေးလားဒါကတော့ကျွန်တော်တို့တဲမဲ့ဟိုတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကန်းချင်းမှာရက်ထိုင်တောင်းပါဖြစ်ပါတယ်ဒါကျွန်တော်တဲမဲ့ဟိုတယ်ရအနေထားအနောက်မှာတော့ကန်းကြီးပေါ့နော်ဒီဟိုတယ်ကြီးမှာတဲလိုက်ရတော့ဘီယူကရှုငင်းရှယ်ဒီကဟိုတယ်အနှိပ်လေးဖြစ်ပါတယ်ဟုတ်ကဲ့ပြီးရင်ကန်းကြီးရောက်လို့ဆင်ပြမယ်နော်ငါဟိုမှာပါတယ်ကင်မရာကင်တဲ့ဟိုမှာပါတယ်ပါလာကိုအေးဆိုကျွန်တော်တို့ကနက်ဆန်ကန်းချင်းမှာဒီညတညတော့ဒီနက်ဆန်ကန်းချင်းဘေးမှာရှိတဲ့တဲဟိုကမှာကျွန်တော်တို့အိတ်မှာပါအိတ်ပြီးလို့ရှိရင်တော့မနေ့ကျရင်တော့ကျွန်တော်တို့ဆောလာတောင်ကျွန်တော်တို့တက်မှာဖြစ်ပါတယ်ဟိုတဲကဟိုနောက်မှာကျန်ခဲ့တာပေါ့နော်ဟိုကကျွန်တော်ကန်းချင်းမှာဟိုတဲမှာကြောက်ကန်းချင်းမှာလမ်းလက်လျှောက်တယ်ကန်းကြီးအနေထားကတော့အခုဆို line တွေကရေ line တွေကတအားကြီးတက်နေတာပေါ့နော်လေတိုက်နေရတယ်ပါတယ်ဒါသူတို့အနေထားကြောင့်တကယ်အောင်မေးစင်းပဲဗျာဒီခါကျရင်ကျွန်တော်တို့အလုပ်တွေထဲမှာမွန်းချက်တဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့ဒီမျိုးကန်းကြီးတွေတောင်တန်းတွေစီသွားပြီးတော့အပန်းဖြစ်တာအရန်ကောင်းပါတယ်ကျွန်တော်ပတ်စက်နေပဲရှာပြီးတော့စိတ်ုံထဲမှာမွန်းချက်တားကြီးမခံပါနဲ့လို့ကျွန်တော်ညီကိုတွေပေါ့နော်ဘဝကိုလည်းအရှုံးမပေးကြပါနဲ့လို့အခုနောက်ပိုင်းဘယ်လိုပြောမလဲတားကြီးပေါ့နော်ဟိုကိုရှူရှာလုပ်တဲ့လူတွေလည်းများလာတယ်အဲ့လိုမျိုးတွေကြောင့်အဲ့လိုတွေမလုပ်ကြပါနဲ့လို့ပတ်စက်နဲ့ရှာလဲရှာစိတ်ယူလဲပျော်အောင်နေပေါ့နော်ကောင်းတဲ့နီးလဲနဲ့နေပါပေါ့နော်အရက်တောက်ပြီးတော့ပဲအပျော်မရှာကြပါနဲ့ဒီမျိုးကန်းကြီးလေးမှာတဘာဝလေးနဲ့ကြည့်တွေ့ရင်နဲ့စိ
စိတ်ကိုလမ်းစမ်းအောင်နေပေါ့နော်ဒါကျွန်တော်တငယ်ချင်း2ယောက်ကတပုံရိုက်နေတယ်ဒီမှာဒီတယောက်တော့အရက်ထုတ်တည်နေတာပါနက်ဆန်ကန်းချင်းမှာကျွန်တော်တို့ဒီညအိမ်မှာပေါ့နော်နောက်တစ်ခါလုံးနဲ့တော့ကြိုးစားနေပြီပေါ့ခင်ဗျာလုံးနဲ့လို့ကိုကြိုးစားနေတာခင်ဗျာသွားနေဟာလုံးနဲ့လို့ကိုကြိုးစားနေပါလေအဲ့ဆန်အဲ့ဒါပါနေပါတော့ကြာကျွန်တော်တို့တဲတဲ့ဟိုတယ်ကနေပြီနော်ကျွန်တော်တို့စောလာတောင်ကိုဒီမနေ့9နိုင်မှာစတင်ပြီးတော့ထွက်ခွာနေပါပြီရောက်မှဆက်လိုက်တော့အဲဆိုလို့ရှိရင်စောလာတောင်ရောက်မှကျွန်တော်တို့ breakfast စားမယ် breakfast စားပြီးတော့တောင်တက်မှာပေါ့နော်ရာသီတူကလည်းကိုယ့်ဘက်ပါတော့တအားကြီးပူနေလို့နော်အပူသေးဘူးအောက်တော့ဖြစ်နေကွက်တိပဲခုဆိုရင်ကျွန်တော်တို့တောင်ချီပေါ့နော်တောင်ချီကိုရောက်ရှိနေပြီတောင်ချီမှာကျွန်တော်ကားထားပြီးတော့တောင်ဘိုက်ဖြစ်မှာဘိုက်ဖြစ်ပြီးတက်မှာကားတက်လို့မရသေးဘူးတက်လို့ဆိုရင်အားပြတ်သွားတယ်အားပြရင်ညက်ချက်ပါဒီပေါ့တမင်းတွေပါတော်ရင်ဖြတ်ပြေးနိုင်တယ်ပေါ့အားကြောင့်ဒီမှာဆိုင်းဘုတ်တွေပါကတ်ထားပြီနော်တမင်းတွေပါရှိတယ်ပေါ့ကျွန်တော်တို့တဘာဝအိမ်နဲ့ထိတွေ့လိုက်ပါစိတ်ုံထဲမှာပဲကြိတ်ပြီးအလောက်တွေဘလောက်ပြီးပတ်စံနေမရှာနေနဲ့ပေါ့နော်သိနေတော့ပတ်စံဆိုတာအချိန်မျိုးရှာလို့ရတယ်ပတ်စံဆိုတာအချိန်မျိုးရှာလို့ရတယ်ဒါပေမဲ့ပျော်ရွှင်မှုဆိုတာငယ်ရွယ်တုန်းပဲခံစားရတာကောင်းတယ်ပေါ့ဟုတ်တယ်မင်းရဲ့ခံစားချက်တွေချက်ပြောပြအောင်ချစ်တယ် GS style လေးရဲ့ဒီဇိုင်းကလာတွေကလာတယ်တောင်ချီမှာပေါ့တော့တောင်ချီကနေစတင်ထွက်ခွာတော့မှဖြစ်ပါတယ်တောင်ပေါ်တက်မှဖြစ်ပါတယ်အခုဆိုကျွန်တော်တို့တောင်ပေါ်မှာစားဖို့ပေါ့နော်ကျွန်တော်တို့သမင်းဘူးတွေအေးတွေဝယ်နေပြီဖြစ်ပါတယ်3မိနစ်ပြီးရမယ်ဒီတိုင်းစားလို့စတင်တက်မှာဖြစ်ပါတယ်တို့ဒီတောင်တက်တဲ့တောင်ချီရဲ့မပေါ့နော်တရားလေးတွေမှာဒီစီးတဲ့တန်လေးစတင်ကြားပြီးတော့တောတောင်သဘာဝရဲ့ကျွန်တော်တို့အငွေ့တက်ကိုစတင်ခံစားနေရပြီဖြစ်ပါတယ်အေးကျွန်တော်တို့ဒီတောင်ချီမှာရှိတဲ့စားတောက်ဆိုင်လေးတွေပေါ့နော်ဒီကနေပြီးတော့ဒီကနေစမ်းကြောင်းလေးတွေတရားအောင်ကနေပြီးတော့ရေစီးတွေနဲ့ဒီစားတောက်ဆိုင်လေးတွေမြင်နေရပြီဒီကနေကျွန်တော်စတင်ပြီးတော့breakfast ကိုကြိတ်ပြီးတော့ကျွန်တော်တို့စပြီးတက်မှာပါကားတွေတော့တော်တော်များတာပေါ့နော်ပရက်ဆိုတော့ချူဆော့ဆိုတော့တက်လူတွေလည်းများတဲ့အနေထားရှိပါတယ်ဒါကျွန်တော်ရဲ့ရဲဘော်တွေပေါ့
ဘာမှအပြည့်နဲ့ချစ်တက်နေကြတာပါဖြစ်ပါတယ်အဲဒါလို့ဆိုရင်တော့စားတော့ဆိုင်လေးတွေရဲ့အနေထားလေးတွေပေါ့နော်ဒီဆောလာတောင်ချီမှာရှိတဲ့စားတော့ဆိုင်လေးရဲ့အနေထားပေါ့ကြိုက်စီလို့ထင်တယ်ဟာကင်မွန်စကန်အောင်ကြီးကစားတော့ဆိုင်မှာဆိုင်နဲ့ဒီမှာဆောလာရမြေပုံကြည့်နေကျွန်တော်တို့သွားမယ့်နေရာကို စစ်ကိုလိုတာတော့မဟုတ် ကြည့်နေပါတယ် ဘူးဒီဆို ဘယ်လမ်းကြောင်းနဲ့တက်ရမလဲဆို မလေးဆိုဒီဆိုတော့ ကျွန်တော်ဒီမှာမနေ့စား breakfast စားမှာဟဲ့ချန်ကုစုတော့မှာလိုက်ရတာရောက်လာပါတယ် ဒီဒီဟဲ့ဂျန်ကိုစားရည် တောင်ချေနေညာတောင်ချေကဆိုင်လေးတွေပေါ့ဒီကနေဖြတ်ပြီးတော့ကျွန်တော်တို့ကဒီကနေတော့တောင်တက်လမ်းကနေတက်မှာဖြစ်ပါတယ်ဒါရေတကုံပဲတော့ကြည့်တဲ့လမ်းပြီးရင်ရေတကုံရင်တော့ကြည့်ပါကျွန်တော်ဒီပဲတောင်တက်လမ်းနဲ့သွားမှာဖြစ်ပါတယ်ရေကုန်နာမည်ရုံဆိုဖုတ်ဖို့ ဘိုးဆိုရင်ကျွန်တော်တို့ကဒီဆောလတ်တောင်ရဲ့တောင်ချေမှာရှိတဲ့ရေတကုံပေါ့နော်ရေတကုံကိုကျွန်တော်အရင်ဝင်ကြည့်မှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ဆိုရင်တော့ကျွန်တော်တို့ကတော့တောင်ပေါ်တက်မှာပေါ့ပြလိုက်ပါဦးရှုကင်းလေးထွက်နေမင်းကြိုက်တာယူလေ तू ကတော့ဒီရှစ်တက်တက်ပဲပြမှာပဲငြိမ်နေရော ဟိုအပေါ်ပြန်ဒီအပေါ်ကြတော့ဘယ်ထား ဟိုဒီမှာရွှေ့လို့ရတယ်တပ်ပြလေငါပြန်ဝိုင်းတယ်မှာပါဒါကျိုးတရားလေးပေါ့နော်ဟောဘယ်လိုဒီမှာကဒီကျိုးတရားလေးပါကျိုးတရားလေးတွေကကျိုးတရားလေးကတော့လက်တော့လေးဖြစ်ဒါပြီးတော့အောက်မှာကဘယ်လိုလဲတာယာခေးတာအိပြီးတော့လက်တော့လေးဒီကောင် အားရေကုန်သွားတဲ့တစ်တာဖြစ်နေတဲ့လမ်းကြီးကိုကတော့ခါတာ ဟုတ်ရှစ်ကတော့ကင်မရာရိုက်နေတာတော့အာကြီးဖန်စင်ပြန်ကြီးဖန်ဆိုတော့ထွေးဖြစ်ပါလေဒီကတော့တင်ထားရောက်ပါပြီဒီနေ့တော့စိမ့်ဆိုတော့ဆန်းကြောင်းကြီးအားလေးဖူးလိုက်လို့ရှိရင်တော့ဖြစ်ချမ်းတုံချမ်းဖြစ်သွားတယ်
ဟုတ်ပြီအောက်ကမှာဟိုတက်ပြေးဆော့ဖ်ဝဲဒေါင်းလို့ရှိရင်ကင်မရာပါရရတယ်ဗီဒီယိုပါရတယ် ဟောလိုက်ရ ကျွန်တော်တို့ရေတကုံသွားနေတော့ဖြစ်ပါခဲ။တောင်ပေါ်တော့တက်ရတယ်ရေတကုံဘက်အရင်သွားရအောင်နော် ဒီကောင်တော့နေဟိုက်နေပါ ။ဟိုက်နေပြီ။တောင်ရေတကုံမရောက်သေးဘူး။တောက်နေတော့ဒီလိုပြောလာ။ဒီနေ့ကိုပဲပြရအောင်။ဟာပါ 어떻게 내려갔어? 야비 가자
တိုက်လာလားโอเคအမေရိကန်မနိုင်တော့ဆိုကျွန်တော်ပြမှာကတော့ကျွန်တော်တို့လမ်းမှာတွေ့တဲ့ကြောက်တုံလေးတွေကိုဘယ်သူလက်ကမြင်တာလဲမသိဘူးပေါ့နော်ကျွန်တော်လည်းဝင်ပြီးတော့လက်ကမြင်လိုက်ပါတယ်ရတာပါပြန်လာပြန်ပြန်တိုက်တောင်းအောင်တက်ရတယ်ဦးစောဒါကတော့ကျွန်တော်တို့ဒီရေတုံသွားတဲ့လမ်းမှာထိုးရတဲ့တရားလေးတွေပေါ့နော်ဒါဆိုဘေးနားမှာတောင်နေရှိတယ်နော်အဲ့ဒါဆိုပြိုကျမှာကြောက်တော့သူတို့သေချာပေါ့နော်ဒါတွေအကုန်လုံးဟိုတန်ဂျိုးတွေတန်စကားတွေနဲ့ကာရန်နာပေးတာပေါ့ဟုတ်တယ်နော်ဘိုးဆောင်ဖွင့်နိုင်ရလားဆုံးတော့ဘလို့ရိုက်ဖို့ကင်မရာမန်ငါခဲ့တော့အေးပါရိုက်လိတ်ပြန်ခဲ့ရုံမခင်အာဖန်အဲ့လောက်6ရုံနဲ့ရုံမခင်အာဖန်တိတ်ကြောက်ရရမ်းချောတယ်ရေးစီးတဲ့ကြောက်တယ်ဟုတ်ကဲ့ပါအေးဟုတ်တယ်တောက်ကြရည်တယ်ငက်အဲ့လိုရည်တယ်ငက်ဖြန်ပါတယ်
ဗီဒီယိုရိုက်ပေးအတိုလေးဟာတာဗီဒီယိုလေးရိုက်မယ်အဲ့ဒီကိုသွားပြီးတော့ငါရိုက်ဟိုတောင်ရိုက်ဘူးဆိုကျွန်တော်ရေတကွန်တော့မရောက်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြချင်တာကတော့ပေါ့နော်လူတွေဘယ်လောက်လက်ဆော့တာလဲဆိုတဲ့အကြောင်းလေးပြချင်တာဒီမှာဖြစ်ပါတယ်အဲ့ဆိုဘယ်သူတွေလက်ဆော့တာလဲတော့မသိဘူးနော်ကြောက်တုံးနေလာပြီးတန်းစီထားတာပေါ့အဲ့ဒါလေးပြချင်တာပါကျွန်တော်တို့ရေတကွန်အဆုံးထိပေးမတက်ပါအောင်နော်ဒီနားမှာပိတ်ထားလိုက်ပါတယ်အပေါ်မှာအနေရှိလို့ဆိုပြီးတော့ဗောနော်အားကြောင့်ကျွန်တော်တို့ကဒီရှိပဲရောက်လာပါအမှန်ဆိုရင် 3.1 km လောက်ဆက်သွားလို့ရနေတာဗောနော်သူကတော့တောင်ဆောက်ရေဖွဲ့တွေကတောင်ဝန်အနေကင်းဝန်တန်းတွေကဒီမှာဒီကပိတ်ထားလိုက်ဖြစ်ပါတယ်ဒီထိပဲရောက်လာတာဗောကျွန်တော်တို့ပြိုင်းသွားပါပြီပြိုင်းသွားပြီအခုဆိုရင်ကျွန်တော်တို့တခုတော့အောင်မြင်သွားပါပြီရေတကွန်ကနေတော့ပြင်ဆင်းလာပြီပေါ့နော်ရေတကွန်ကနေတော့ပြင်ဆင်းပြီးတော့တောင်ပြန်တက်ရမှာဆောလာဆန်ပြန်တက်ရမှာရေတကွန်အောက်ပြန်ရပြီပေါ့နော်အာကြီးဖိန်ရကွာကျောင်းစရာကြီးအခုဆိုရင်တော့ကြိုက်ထီကိုရောက်နေတာဖြစ်ပါတယ်စားလိုက်တာကြီးဝါစားလိုက်ခုံခွာလာပြီးသားဟုတ်ပြီးတယ်ညစေးရေတကွန်ကနေပြန်ဆင်းပြီးတော့ဆော်လက်တောင်ထပ်တက်မယ်လို့ပြောလိုက်တော့ဆော်လက်တောင်တက်မဲ့အချိန်မှာပေါ့နော်ဆော်လက်တောင်ကသူကနေ့လယ်12 နာရီထိပဲပေးတက်တယ်ဗျာဘာဖြစ်လဲဆိုတော့12 နာရီကျော်အောင်မှတက်လို့ဆိုရင်ပြန်ဆင်းတဲ့အချိန်အဲ့လိုမျိုးမိုးချုပ်တာတော့ဘာလို့ပေါ့နော်နောက်ကျတာတော့ဖြစ်မှကြောက်လို့ပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ဆော်လက်တောင်မတက်လိုက်ရဘူးပေါ့ညဘက်တက်အောင်မလားညလောက်ထင်သူလောက်ထင်တယ်ကိုရတယ်ဟုတ်လားအဲ့ကျွန်တော်တို့ဒီတောင်ဘက်ပေါင်းနေတော့ကျွန်တော်တို့12 နာရီပိတ်သွားရဲဆိုတော့ကျွန်တော်တို့မြောက်ဘက်ကနေတက်လို့ရမလားတော့ပတ်ကြည့်အောင်ပါပေါ့ဒေတောင်ဘူတော့မရောက်တော့ဘူးမြောက်ဘက်ကတော့တက်ဒေတောင်ဘူကအများကြီးအဲ့ကြောင့်ကျွန်တော်တို့ပြန်ဆင်းလာပြီပေါ့နော်မြောက်ဘက်နေတော့တက်ကြည့်မယ်ရမရတော့မသိသေးဘူးသူကတောင်ဘက်ကတက်တာတောင်ဘက်က12 နာရီဖြစ်တယ်ကျွန်တော်ထင်တာအာကြီးဖန်ပါလို့ဖြစ်မယ်သူကဒုတိယလူဆိုတော့ဒုတိယတောင်တက်လို့မရတော့ဖြစ်သွားတယ်သူကတော့ရမ်းများဒီကောင်လေးကိုအော်ဖိလက်မှာပါတယ်လူပါသွားပြီဒီဘယ်နဲ့တက်မှာဖြစ်ပါတယ်ဒါကြည့်ရသွားနေတယ်လည်းငောင်းဟောဟက်ရနေတစီမှာပါကျွန်တော်တို့လည်းလက်မငါ4 နိုင်နဲ့55ဆိုတော့ကျွန်တော်တို့သွားတော့စီးရတော့မယ်တော့ဒါတယ်လေတော့
တီးတော့အားမင်းတော့စေအောင်တော့မတီးတော့ကိုယ်လည်းစီးပြီးပေါ့နော်ကိုယ်လည်းစီးပြီးတော့ မောင်းနေလို့ပါနော်ရှေ့လာ 케이블카는 철학동을 출발하여 목적지인 권궁성까지 약 1200m이며 최대 초속 8m까지 운행 가능합니다. Welcome on board the Seoul Cable Car. This cable car is now going to depart from Seoul Dong, and it takes about 4 minutes to arrive at the destination, Gwanggeom-seong. 이곳 설악산은 봉우리마다 바위가 줄지어 있고 그 빛깔이 물처럼 하얗다고 하여 설악산이라고 부르고 있습니다. 뒤로 북쪽을 향해 보이는 바위는 해발 873m, 둘레가 4km가 넘는 거대한 바위로 울산바위라고 부르며 설악동을 출발하여 약 2시간이면 바위 정상까지 오르실 수 있습니다. If you look behind you to the north, you will see huge rocks called Wilson Rock. From the entrance of the Seoul Small Park, it takes about 2 hours to get to the peak of the Wilson Rock, which is 873 meters high. 또한 울산 바위를 오르는 길목에는 한 사람이 흔들어도 흔들린다는 흔들바위가 자리 잡고 있습니다. On the southern area of the small park, Kjeom, a small temple, is located, and Undol-bawi, a great swinging rock, is located on the front of it. 창밖을 보시면 또 한 대의 케이블카가 지나가겠습니다. 두 대의 케이블카는 똑같은 속도로 운행이 되며 이곳에서 항상 교차되고 있습니다. 종착지인 권궁성은 해발 700m이며 고려종 인구족의 침입을 피하기 위해 거시와 김씨 두 장군이 이곳에서 성을 쌓아가하여 권궁성이라고 부르고 있습니다. 권궁성 is 700 meters high. In Korea dynasty of the 12th century, Gwanggeom as a shelter to avoid political turmoil, and Gwanggeom got its name since then. 왼쪽 정면의 우뚝 솟은 바위는 마치 대나무 순처럼 생겼다고 하여 죽순봉이라 부르며 on your left side, there is an outstanding rock called Juksunbong, which means a peak in the shape of bamboo sprout. 이어서 끝까지 펼쳐진 바위는 병풍을 펼쳐놓은 것 같다고 하여 병풍바위라 부르고 있습니다. Now you see 병풍바위, main rocks, which look like a falling spring. 권궁성에는 승강장을 기준으로 위로 200m 거리에 정상인 봉화대가 있고 100m 아래에는 알라반과 800년이 넘는 수령을 갖고 있는 소나무, 모하송이 자리 잡고 있습니다. Around the peak of Gwanggeom-seong, Bonghwa-dae, a signal fireplace of ancient times, is located at 200 meters above. And Alagam, a small temple, is located at 100 meters below. Lastly, this Gwanggeom-seong is non-smoking area. We are sincerely sorry for your inconvenience and would appreciate your cooperation. Now, the cable car will soon arrive at the destination, Gwanggeom-seong. Thank you for joining Seoul Cable Car. 구매하신 탑승권 완복권입니다. 내려갔을 때 남아있는 인원 확인차 다시 한 번 더 사용되니 잘 보관해 주시고요. 도착 후 내리실 문은 소중하신 분 반대쪽의 왼쪽 문으로 내리도록 하겠습니다.အောက်မမြင်ရတော့ ဟုတ်မြင်တော့ဆို လူတွေတော်တော်ကိုယ်လိုပါ ဟိုဘက်မှာကြိုးတားထားတယ်ဟာ
ကိုရဘယ်စီအောင်တက်လို့လဲကိုရအော်ထားကိုထိတ်တက်တော့မိုင်းနဲ့အော် အောက်ကနေတော့ဖမ်းကြည့် ဦးဆိုတောင်ထိပ်ကိုရောက်နေပါပြီ ပေတော့ထိုင်ရဟမ် ဘာမှမမြင်ရဘူး ပလုံ你要回带回去。哎， ဖွေးဘာတက်လောက်လည်းမသိဘူးခွာအဲ့လိုအန်ဒီများဦးဆိုတောင်ဘွားနဲ့ပြန်ဆင်းတော့မှာဖြစ်ပါသည်ကေဘယ်နဲ့ပြန်ဆင်းမှာဖြစ်ပါသည်6:20မှာတောင်ပိတ်ပါသည်မမလို့ရှိတော့ကိုကြီးမမလို့ကြည့်လို့ရတယ်ဟိုကမြောက်ကိုရီးယားကြည့်မယ်ဆိုဟဲ့ဟာဒါကြီးမလို့ရှိတယ် 你要给你也别那么。 တောင်းကလည်းပိတ်သွားပြီ6:20မှာပိတ်တယ်ဆိုတော့ကျွန်တော်တို့လည်းပြန်ပြီအားလုံးကိုနှုတ်ဆက်ပါမယ်